ကြားပြီးသားသရှင်မှာဟုတ်နောက်ကဆိုတော့ရှင်ကဲညီမလေးစူတမ်းမှာဗါတဲ့ငိုမလို့ဒီကလည်းပါဇက်ချီလန်ကျဲတာနော်ငါ့ဦးမအဲ့တိုင်သွားတယ်သလားစူတော်တော်လဲစူတမ်းမှာငိုမလို့မျက်နှာထားနေဝရီတထွာအရွယ်နေမမြောင်လက်မပေါ်မှာမေတို့လမ်းဘေးတွေမှာမီးပွိုင်လမ်းစုံမှာခလေးတွေလက်ဖြန့်တောင်းတာတွေ့ဘူးလားကားနဲ့သွားရင်လမ်းဘေးတွေမှာတောင်းကြတယ်လေတောင်းတယ်ဟုတ်လားဟုတ်အဲ့ဒီသားသမီးတွေတောင်းတာဘသူကြောင့်တောင်းတာမှတ်တော့သူကြောင့်မိဘတွေကြောင့်ဗောဟုတ်မိဘအသုံးမကျလို့မိဘကမိဘနဲ့တူအောင်တန်အောင်မနေလို့အဲ့ဒီသားသမီးတွေတရောင်းသားဖြစ်တာဟုတ်ပြီနော်နံပါတ်1သားသမီးမကောင်းတာဘသူကြောင့်နော်မိဘကြောင့်သားသမီးတွေပညာတတ်ကြီးတွေဖြစ်အောင်လုပ်ပေးတာလေဘသူတွေကြောင့်မိဘတွေကြောင့်နော်ဟုတ်ပါလူချင်းတော့တူတယ်အသက်ရှူခြင်းကွဲပြားတယ်ဆိုတာဒါကိုပြောတာဟုတ်ပြီနော်ဇောသူနံပါတ်1သားသမီးတွေလမ်းပေးမှာဒုက္ခရောက်နေတာဘသူတွေကြောင့်မိဘတွေကြောင့်လာပြီးရှစ်တို့ပါတဲ့နေပူမောရီမောအဝေးစားကပလာကလေးငယ်တွေတနာစရာကလေးငယ်လေးတွေတချို့ဘာမှမသိရှာဦးကြီးတို့အမေတို့စဉ်းစားကြည့်နော်လမ်းဘေးများတချို့ကကားနဲ့သွားအနုပ်ပါတာတောင်းမယ်တို့မြန်မာလူမျိုးကလူတာတောင်းမှနာမည်ရတဲ့နေရာပဲလူကျင်ကြတယ်ဟုတ်နာမည်မရမယ့်နေရာဆိုရင်မလူကျင်ကြဘူးမလူကြဘူးလမ်းပြေးများလက်ဖိတ်တန်ဒီဇိုင်းသွားခလေးတယောက်ကအမေအတော်ကဲထမင်းမသားလို့ထမင်းပူလေးပေးသမ်းမှသူတို့မြန်မာလူမျိုးဘလို့ငေါ့လွတ်တော့ဘလို့တော့အိုးစောစီစီကြက်တီတုံးသွားဟုတ်ပါတော့ငေါ့မလွတ်နဲ့ဘယ်တော့မှကုသူမရဟုတ်တယ်ဟုတ်ပြီနော်ဟုတ်ကျုပ်ကတော့တဲ့ပဲပြောမှာပဲတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဒါကြောင့်လူတလောက်ကုသူမရတာအဲ့ဒီစိတ်တွေကြောင့်ကုသူမရတာဟုတ်ပြီနော်လမ်းပြီးကိုလောက်မှမရှိလို့မွဲလို့ငတ်လို့အဲ့ဒီသားသမီးလေးသာအဲ့ဒီသားလေးသာအဲ့ဒီသမီးလေးသာငါသားလေးငါသမီးဆိုတဲ့အတွေးမျိုးတွေးကြည့်တယ်မှာဘယ်သူငေါ့လို့မလို့လို့ပါဘယ်သူမှငေါ့မလို့ဘူးနော်ဘာလို့တောင်းကြမှာမလို့ဗျာတချို့ရှိတယ်ကံပွင့်ဆိုင်စရာအဲ့ဒီတောင်းနေတဲ့ကလေးတွေဘာလို့တောင်းလို့ဟောငတ်လို့တောင်းတာမရှိလို့တောင်းတာပေါ့ဟုတ်ပြီနော်ဟုတ်တယ်ငတ်လို့တောင်းစားတာဝါသနာဘာလို့တောင်းတာနေတဲ့သူတယောက်မှမရှိဘူးလူမှမရှိဘူးဒါကိုကျုပ်တို့ခင်ဗျားတို့ကပြည့်စုံနေတဲ့သူကအဖက်ဖက်ကပြန်လဲမျှဝေပေးစင်တယ်လို့ဒါကိုပြောခြင်းဖြစ်ပါတယ်ရှေ့တို့တော့ဗါတဲ့ခြုံထေမပါအာရင်ချီနေအယုဝရင်စင်ငယ်စရာအရွယ်နဲ့မမြောင်ကြံငယ်ပေါ်မှာဟိုတလောကလိုင်းပေါ်မှာတက်လာပါဦးသမီးလှုပ်တဲ့လူသမီးအရင်ကဖေးလှုပ်တဲ့လူကိုစွန့်ပစ်လို့လမ်းဘေးမှာပလက်ဖောင်းပေါ်ချသွားလို့အမြင်မတော်တဲ့လူကဇရက်ကလေးပေါ်တင်ပြီးတော့အမိုးကာမရှိတဲ့ဇရက်ပေါ်မှာတင်ပြီးတော့မရှိမဲ့စောင်းလေးထုတ်ပြီးတော့အင်တာဗျူးတော့ဘလူးဗျူးတယ်မှတ်တော့မိဘများနော်သားသမီးမကောင်းတာတောင်မှကာပါပေးပြီးတော့ပြောသေးတာဘလူးပေးတော့ခမရဘာလို့ဒီဘောကြီးရောက်နေအောင်ခမရသားသမီးတွေမရှိဘူးလားလို့ပြောတော့ဖေးလို့တဲ့လူကဘလို့ပြောတယ်မှတ်ရှိပါတယ်ဗျာတဲ့ကျွန်တော်သမီးကကျွန်တော်ဒီနားမှာရှိနေတာမသိလို့ကျွန်တော်သမီးကလာမခေါ်တာပါလို့ပြောတော့အင်တာဗျူးတဲ့လူကဘလို့ပြန်ပြောတယ်မှတ်ခမရကျုပ်မလိန်နေတဲ့ကျုပ်ကအကုန်လုံးအကြောင်းစုံစမ်းပြီးပြီခမရသမီးကဒီပလက်ဖောင်းပေါ်လာချသွားလို့ခမရလမ်းပြီးရောက်တာမှတ်လားလို့ပြောတော့ဖေးလို့တဲ့လူကယောက်ျားကြီးမတန်ပဲဘာလို့ညိတ်ရီဘူးဘောပေါကြတယ်ဟုတ်ပါတယ်ဗျာတဲ့ကျွန်တော်သမီးကကျွန်တော်သမီးအပြစ်မဟုတ်ပါဘူးကျုပ်ကကိုအိမ်မာကိုလူကြီးပြီးသားဆိုတာမနေတတ်လို့
ကျွန်တော်သမီးကလမ်းဘေးမှာပလက်ဖောင်းပေါ်လာချသွားတာပါဆိုတဲ့နှစ်သိမ့်စကားပြောတော့အဲ့ဒီသမီးလုပ်တဲ့လူကဘာလုပ်တယ်မှန် ဟာလို့ အင်တာဗျူးလို့မပြီးသေးဘူးသမီးလုပ်တဲ့လူရောက်လာ ပြန်ရောက် ရောက်လာတော့ဘာပြောတော့ ပါတဲ့ အဖေတဲ့သမီးအိမ်ပြန်လိုက်ခဲ့ပါလို့ပြောတော့အဖေလုပ်တဲ့လူကဘာပြန်ပြောတော့ ပါပြော ငါသမီးရဲ့တဲ့အဖေမလိုက်တော့ပါဘူးတဲ့အဖေလိုက်လာလို့ရှိရင်ငါသမီးအိမ်တော်ရေးကြီးငါသမီးမိသားစုကြီးပြိုကွဲမှာကြောင်းလို့အဖေကြောင့်ငါသမီးမိသားစုတော့အပြိုကွဲမခံနိုင်ပါဘူးအဖေပဲဒီပလက်ဖောင်းပေါ်မှာဘလောက်ငတ်ဘလောက်ပဲပြက်ပြက်အဖေပင်ပန်းခံပြီးတော့နေပါမယ်လို့ပြောလိုက်တော့အဲ့ဒီပုံကိုကြီးဘာဖြစ်တော့ ဟာဖြစ် အခုအလူရှင်ပေါ်တော့ဘာဖြစ်တော့ ပါတဲ့ တိုက်အကောင်းတရားကြီးပေါ်မှာနေရတာ ဟုတ်တယ် အဲ့ဒါမိဘရဲ့မြစ်တာစိတ်ရင်းမှန်လို့သောသူ ဟုတ် နေရတာနော် ဟုတ် ဟုတ်ပြီနော် ဟုတ် ရှေ့တို့တော့ဗါတဲ့ နေမလို့မရမလို့အဖို့ဖွားရဲ့တွေပါလုံးရဲ့ချမ်းလာက မြန်မာပြည်မှာသားသမီးတွေသာကောင်းကြည့်လိုက်တို့မြန်မာပြည်မှာဘိုးဘွားရိတ်တာဆိုတာပေါ်စရာအကြောင်းမရှိ เจ้าမရှိဘူးလေ ဟုတ်ပြီနော် ဟုတ်တယ် သားသမီးသာသားသမီးပြီးသားစွာနေမယ်ဆိုရင်အမေတို့ဘယ်သားသမီးမှအာမကိုနဲ့ဦးကြီးတို့ကျွန်တော်အိမ်ကမျိုးသမီးခွန်တော့အမေပေါ့ဗျာကျွန်တော်မိန်းမပေါ့ ခွန်နောက်အမေဆိုလဲခမမိမ့်မှသိပါတယ် ရှာမကြီးနဲ့ကွာဒေးပြင်မိန်းမတွေရှိသေးလို့ကြည့်အောင်ပြောရသေးတယ် ကျွန်တော်အခုချိန်ထိမှားထားတာမေးကြည့်အာမိန်းမလို့ဘယ်သူမှအာမကိုနဲ့နင်းသားခွန်တော်လဲအာမကိုနဲ့နင်းသားခွန်တော်လဲအချိန်တန်မိန်းမယူသူ့ရဲ့သူသွားမှာဒီရကောင်ကြီးပဲအချိန်တန်ကြံခဲ့မှာထမင်းသားစရာရှိယောက်ျားအရင်ခူးကြွေဘယ်သားမှခူးမကြွေနဲ့ ဟုတ်တယ် ဟုတ်ပြီနော် ဟုတ်တယ် နွန်နာခံစားရှိဒီယောက်ျားကြီးရပဲနွန်နာခံမှာထောင်နဲ့တန်းနဲ့ရောက်နေတဲ့ယောက်ျားတွေဘသူကြောင့်တော့ဟောဒီမိသားစုကြောင့်အိမ်ဦးနဲ့ကြီးကထောင်ကြတာတည်တဲ့ပုံကိုယ်တွေဘာကြောင့်တည်ရတော့လေဖြတ်တည်တဲ့ယောဂအတွင်းယောဂကြောင့်တည်တာငယ်ငယ်တော့ကမိသားစုတွေရှာခဲ့ကြသမျှပင်ပန်းသမျှအာရအားလုံးကိုဟောဒီမိသားစုတွေရင်းခဲ့ရတာဟုတ်ပြီနော်ဒါကြောင့်ဇောသူ ဆရာ သားသမီးသာကောင်းရင်မြန်မာပြည်မှာဘိုးဘွားရိတ်တာဆိုတာဘယ်သောခါမှမပေါ်စေရဘူးလို့ဒါကိုပြောတာ ဟုတ်ပြီ ဟုတ်ပြီနော် ဟုတ် အဲ့ဒါအားလုံးခြုံကြည့်လိုက်တော့သောသူ ဆရာ ဘယ်ကစတော့ ကဲကဲချူယူမဖွင့်ရမလား